မင်္ဂလာပါဒီနေ့ကျွန်တော်တို့ cloud လောကမှာတကယ်ကိုအရေးပါတဲ့ topic တစ်ခုကိုပြောကြမယ်အဲ့ဒါကတော့ infrastructure as code ပါအရင်လို manual click တွေနဲ့မဟုတ်တော့ပဲ code တွေတုံးပြီး cloud infrastructure တွေကိုဘယ်လိုတည်ဆောက်မလဲပြီးတော့အဲ့ဒီနယ်ပယ်ကိုလုံးဝပြောင်းလဲပစ်လိုက်တဲ့ tool တစ်ခုဖြစ်တဲ့ Terraform အကြောင်းကိုအသေးစိတ်ဆွေးနွေးသွားကြမှာပါကဲဒါကတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေပဲဖြစ်ပါတယ်။အရင်ဆုံး infrastructure ကိုကုတ်နဲ့တိစောက်တယ်ဆိုတာဘာလဲဆိုတာနေဆောင်မယ်။ပြီးရင် cloud ပြောင်းတဲ့အခါဖြစ်တဲ့ပြဿနာတွေအဲ့ဒါကို Terraform မှာဘယ်လိုဖြေရှင်းပေးလဲ။သူ့နောက်ွယ်က API as code နည်းပညာနောက်ဆုံး hybrid cloud ခေတ်မှာသူကဘယ်လောက်အရေးပါလဲဆိုတာတွေအကုန်ပါမှာပါ။ကဲဟုတ်ပြီ။ဒါဆိုပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်။အခြေခံအကြောင်းဆုံးဖြစ်တဲ့ infrastructure ကိုကုတ်နဲ့တိစောက်ခြင်းဆိုတဲ့အကြောင်းရပါပဲ။အရင်တော့ကဆိုရင် server တစ်လုံးလိုချင်နေဆိုရင်ဘယ်လိုလုပ်ရလဲ။အများဆုံးကတော့ console ထဲဝင်ဟွာနစ်ဒီဟာနဲ့အစစ်နေအများကြီးနဲ့လုပ်ခေးကြရတာပေါ့အဲ့လို manual လုပ်တာကအချင်းနဲ့ရမ်းကုန်တယ်ပြီးတော့အရေးကြီးဆုံးကလူဆိုတာအမားနဲ့မကင်ဘူးလေ human error ဝင်လာနိုင်ခြင်းအရင်များတယ်အဲ့ဒါကြောင့်ပဲခေတ်သစ် DevOps လောကမှာ automation ကမရှိမဖြစ်ခီးတစ်ခုဖြစ်လာတာပေါ့အဲ့ဒီ automation အတွက်အဖြေတော့ infrastructure as code ဒါမှမဟုတ် IAC ပေါ့ဆိုတော့ IAC ဆိုတာဘာလဲလွယ်လွယ်လေးပဲအိမ်တလုံးမဆောက်ခင်မှာပိတ်သူကားက blueprint ဆိုတယ်လို့ပဲကျွန်တော်တို့က cloud မှာလိုချင်တဲ့ server တွေ network တွေကို manual လိုက်ဖန်တီးမဲ့အစားအဲ့ဒီ resource တွေရဲ့ပုံစံကို code အနေနဲ့ script အနေနဲ့ကြိုရေးထားလိုက်တာပြီးရင်အဲ့ဒီ script ကို run လိုက်တာနဲ့ရားလုံးကအလိုလျောက်တိစောက်ပြီးလာဖြစ်သွားရော Okay IAC ကတကယ်ကိုကောင်းတဲ့ solution တစ်ခုနော်ဒါပေမဲ့ပြဿနာတစ်ခုရှိလာတယ်အဲ့ဒါကဘာလဲဆိုတော့ company တွေက cloud provider တစ်ခုထဲမှာအများအားမနေဘူးလေတနေ့မှာ AWS ကနေ Azure ကိုပြောင်းမယ်အဲ့ဒီအချိန်ကျရင်အပြင်ပန်းကန်ရေးထားတဲ့ IAC script တွေကပြဿနာအကြီးကြီးဖြစ်လာတော့ဒီပြဿနာကိုလက်တွေ့ဖြစ်ရတဲ့တစ်ခုနဲ့ပြောပြမယ်။ဥပမာ Flipkart လိုကုမ္ပဏီကြီးတစ်ခုကိုစဉ်းစားကြည့်။သူတို့ AWS ပေါ်မှာ infrastructure တွေအကုန်လုံးကို automation လုပ်ဖို့ script တွေရာနဲ့ချီပြီးရေးထားခဲ့တယ်။ဒါပေမဲ့တနေ့မှာ management က Azure ကိုပြောင်းမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါအဲ့ဒီ script တွေအားလုံးကဘာမှသုံးမဝင်တော့ဘူး။လုံးဝအလကားဖြစ်သွားရော။အဲ့ဒါကိုနည်းပညာလောကမှာ vendor lock-in လို့ခေါ်တာပေါ့။ provider ကြောင့်စီမှာပိတ်မိသွားတာမျိုးဒီ migration process ကဘယ်လောက်တော့နာကျင်စရာကောင်းလဲဆိုတာကြည့်အောင်အစက AWS မှာ CloudFormation template တွေရာနဲ့ချီပြီးရေးထားတယ်အကုန်ဆင်ပြနေတာပေါ့နောက်တော့အရွယ်ပြောင်းရောအဲ့ဒီ CFT တွေကအမိတ်ပုံတွေရောက်သွားတယ်အစကနေပြန်ပြီးအရွယ်ရဲ့ IAM template တွေနဲ့ပြန်ရေးရတယ်ကဲအဲ့နေမှာကိုယ့်ရဲ့ data center on premise ကိုပြန်ပြောင်းမယ်ဆိုပါစို့အဲ့ဒီ IAM script တွေကလည်းအသုံးမဝင်တော့ပြန်ဘူး OpenStack အတွက် heat template တွေနဲ့ထပ်ရေးရပြန်ရောဒါကအချင်းနဲ့လူအင်အားကိုမယုံနိုင်လောက်အောင်ဖြုံတိပစ်တာပဲအဓိကပြဿနာရဲ့အရေးမြစ်ကဒါပဲAWS ရဲ့ CloudFormation က AWS မှာပဲအလုပ်လုပ်တယ်။ Azure ရဲ့ ARM ကလည်း Azure အတွက်ပဲ။ပြောချင်တာကဒီ tool တွေက provider တစ်ခုအတွက်တည်တံ့ဖြစ်နေတယ်။တဏှာကနေတဏှာကိုလုံးဝကိုတည်သွားလို့မရဘူး။အဲ့မှာတင်ပြဿနာကစတာပဲ။ဟုတ်ပြီဒီလောက်ချိတဲ့ vendor lock-in ပြဿနာကိုဘယ်လိုဖြေရှင်းမလဲ။ provider တစ်ခုပြောင်းတိုင်းကိုတွေအစနေပြန်ရင်းနေရတယ်။ဒီဒုက္ခကနေဘယ်လိုလွတ်မြောက်မလဲ။အဖြေကတော့ Terraform ပါ။ Terraform ကိုထုတ်တဲ့ HashiCorp ရဲ့ idea ကရိုးရှင်းပြီးပေမဲ့တကယ်ကိုအစွမ်းထက်တယ်သူတို့ရဲ့ဆောင်ပုဒ်က one tool one language any cloud တဲ့ဆိုလိုတာက tool တစ်ခုတည်းကိုပဲလေ့လာမယ် language တစ်ခုတည်းကိုပဲသုံးမယ်ပြီးရင်အဲ့ဒါနဲ့ဘယ် cloud provider ကိုမဆို AWS ဖြစ် Azure ဖြစ် Google Cloud ဖြစ်အကုန်လုံးကိုစီမံခန့်ခွဲနိုင်ရမယ်ဆိုတဲ့သဘောပဲ Terraform က universal translator ဒါမှမဟုတ်ကြားခံဘာသာပြန်ပေးတဲ့သူတွေအားလို့အလုပ်လုပ်ပေးတယ်ကျွန်တော်တို့က Terraform language နဲ့ script တစ်ခုပဲရေးလိုက်ရုံပဲအဲ့ script ကနေ AWS ကိုလည်းစီမံခန့်ခွဲလို့ရတယ် Azure ကိုလည်းရတယ် Google Cloud ကိုလည်းရတယ်နောက်ဆုံးကိုယ့်ရဲ့ on-premise မှာသုံးတဲ့ OpenStack လိုဟာမျိုးတွေအထိ provider ပေါင်းစုံကိုသူကချိတ်ဆက်ပြီးစီမံပေးနိုင်တယ်ကဲအခုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပြီ Terraform ကဒီလို universal translator ဖြစ်ဘယ်လိုလုပ်ပြီးအလုပ်လုပ်နိုင်တာလဲသူတဲ့နောက်ွယ်ကမော်ပညာကဘာလဲအဲ့ဒါကတော့ APIs as code လို့ခေါ်တဲ့နည်းပညာပါပဲ Okay ဒါဆို Terraform ရဲ့အလုပ်လုပ်တုံကိုနောက်ွယ်ကနေတစ်ချက်ချောင်းကြည့်ရအောင်ဒါကမျက်လည်မဟုတ်ပါဘူးတကယ်ကိုညံကောင်းတဲ့နည်းပညာဆိုင်ရာတည်ဆောက်မှုတစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကိုနားလည်ဖို့ API ဆိုတာကိုအရင်သိဖို့လိုတယ် API ဆိုတာက application programming interface ပေါ့လော်လဘလို့ရင် software program နှစ်ခုကြားကဆက်သွယ်ပေးတဲ့ဂျားခွန်တကူပဲဥပမာစားတော့ဆိုင်တစ်ဆိုင်မှာကိုက menu ကိုကြည့်ပြီးစားပွဲထိုးကိုမားလိုက်တယ်စားပွဲထိုးကမိဖို့ကြောင့်ကိုသွားပြောပေးတယ်ပြီးရင်ကိုမာထားတာကိုပြန်ယူလာပေးတယ်အဲ့ဒီမှာစားပွဲထိုးက API ပဲ cloud provider တိုင်း AWS တို့ Azure တို့မှာလည်းသူတို့ရဲ့ကိုယ်ပိုင် API တွေရှိတယ်အဲ့ဒီ API တွေကနေသစင် web console ကိုမသုံးဘဲနဲ့ resource တွေကို program နဲ့တောင်းလို့ရတယ်
ဒါဆို Terraform ရဲ့ process ကရှင်းသွားပြီနံပါတ်1 DevOps engineer က Terraform script တစ်ခုကိုရေးလိုက်တယ်သူက AWS မှာ server တစ်လုံးလိုချင်တယ်ဆိုတာကို Terraform language နဲ့ရေးတာနံပါတ်2 Terraform ကအဲ့ဒီ script ကိုဖတ်ပြီးဒါ AWS adapt ပဲဆိုတာကိုသိသွားတယ်နံပါတ်3အရေးကြီးဆုံးအချက် Terraform ကအဲ့ဒီ script ကို AWS ကနားလည်တဲ့ API call ဖြစ်ကိုသူ့ဘာသာသူပြောင်းပေးလိုက်တယ်နောက်ဆုံးမှာတော့ AWS ကအဲ့ဒီ API call ကိုလက်ခံရရှိပြီးလိုချင်တဲ့ resource ကိုဖန်တီးပေးလိုက်တယ်အဓိကဘာလဲဆိုတော့ engineer က AWS API ကိုတိုက်ရိုက်ခေါ်ကြရမလို့တော့ဘူး Terraform ကကြားတဲ့အနီးအကုန်ဘာသာပြန်ပေးသွားတာ အခုလို cloud provider တွေရဲ့ API တွေကိုစကားပြန်လုပ်ပေးနိုင်တဲ့အတွက် Terraform ကဒီနေ့ခေတ် hybrid cloud ခေတ်မှာဘာကြောင့်မရှိမဖြစ်လိုအပ်တဲ့လက်နက်တစ်ခုဖြစ်လာရတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်ဒီနေ့ခေတ် company ကြီးတွေရဲ့ infrastructure ကိုကြည့်လိုက်ရင် cloud တစ်ခုတည်းကိုတုံးတာဆိုတာတော်တော်ရှားထားပြီသူတို့က hybrid ဒါမှမဟုတ် multi cloud ပုံစံနဲ့အလုပ်လုပ်ကြတယ်ဥပမာ AWS မှာ database ကောင်းတယ် Azure မှာ AS service ကောင်းတယ်ပြီးတော့ကို data center မှာလည်း server အချို့ရှိမယ်ဒီလို provider တီးတီးကအကောင်းဆုံး service တွေကိုရွေးပြီးပေါင်းတုံးကြတာပေါ့အဲ့ဒီလိုချုပ်ထွေးတဲ့ multi cloud environment ကြီးကိုစီမံခန့်ခွဲဖို့စဉ်းစားကြည့် AWS အတွက်2တစ်စုံအရာအတွက်2တစ်စုံကို data center အတွက်2တစ်စုံဒီလိုမျိုးတူးတဲ့အများကြီးနဲ့အလုပ်လုပ်ရတာကအရန်ကိုရှုပ်ထွေးပြီးထိရောက်မှုမရှိဘူးဒါကြောင့် multi cloud လောကမှာ multi cloud 2တစ်ခုဆိုတာကရှင်းကုန်းတဲ့အစစ်မဟုတ်တော့ဘူးမရှိမဖြစ်လိုအပ်တဲ့ဆိုတဲ့အဆင့်ကိုရောက်နေပြီဒါကြောင့်နောက်ဆုံးမှာကိုပြန်မေးရမယ့်မေးခွန်းတစ်ခုရှိလာတယ်ဒီလို multi cloud ကခေတ်စားလာတဲ့အချိန်မှာ cloud တစ်ခုတည်းအတွက်ဥပမာ AWS cloud formation တစ်ခုတည်းကိုပဲကျွမ်းကျင်ထားတာကကိုယ့်ရဲ့ career အတွက်တကယ်ပဲစိတ်ချရလားအဖြေကတော့ရှင်းပါတယ် Terraform လို့ပဲ cloud မှာမဆိုအလုပ်လုပ်နိုင်တဲ့ cloud agnostic tool တစ်ခုကိုကျွမ်းကျင်ပိုင်နိုင်စွာတမြောက်ထားခြင်းကဒီနည်းပညာလောကမှာကိုယ့်ရဲ့အနာဂတ်ကိုပိုပြီးခိုင်မာစေမယ့်အကောင်းဆုံးရည်ညီမှုနမှုတစ်ခုပဲဖြစ်မှာပါပဲ